ရှင်မောကလန်လည်းပဲတရားထုတ်တဲ့အခါအိတ်ချင်တာသူသောတပန်ဖြစ်ပြီးမှတရားထုတ်တာကိုအိတ်ချင်သေးတယ်နော်ပုထုဇဉ်တွေအိတ်ချင်တာတော့ဗာပြောစရာရှိရှင်မောကလန်ဟာဒီရဟန်းဖြစ်ပြီးနောက်တရားထုတ်တာ9 ရက်အိတ်ချင်တာဒါကြောင့်မို့လို့သူခက်အထုတ်ရတယ်အသိဉာဏ်ကတော့မြန်မာရဲ့ဒါပေမဲ့ပင်ပန်းမှအထုတ်ရတယ်ဘာကြောင့်ပင်မနာတော့ဆိုအိတ်ချင်တာငိုက်တာပဲတရားထိုင်ပြီဆိုရင်ငိုက်ပြီငိုက်တဲ့အခါကျတော့မြတ်စွာဘုရားကြွလာတာနဲ့တိုးတယ်သူတခါမြတ်စွာဘုရားလည်းကူညီမလို့သူစီလာတာပါဘုရားကသူတရားထိုင်နေတော့ငိုက်နေတာမြင်တော့မောကလန်ငိုက်နေလားငိုက်နေလားနဲ့ချက်ချင်းတိုးမေးတဲ့အခါကျတော့မြတ်စွာဘုရားထားအယုသွေပြုသူတိတ်အိတ်တာငိုက်တဲ့အကြောင်းပြောပြတော့မြတ်စွာဘုရားအငိုက်ဖြောက်နည်းပြီးပေးသွားသူအေးငိုက်နေတယ်ဆိုလို့ရှိရင်အလင်းရောင်ကိုအာယုပြုတ်ပြီးတော့အလောကတင်ညာကိုအထောက်ရတယ်စိတ်ထဲမှာလင်းနေပြီဆိုလို့ရှိရင်လူကလင်းရင်သိမ့်မရဘူးမှောင်လို့ရှိရင်ငိုက်တယ်ဒါကြောင့်မို့လို့အလင်းရောင်ကိုအာယုဆိုင်ရမယ်ဆိုတာဒီဟောတယ်ပြီးတော့နောက်ဆုံးမြတ်စွာဘုရားပေးသွားတဲ့ဤစနစ်တွေကငိုက်ရင်ထားပြီးတော့လမ်းလျှောက်တယ်ကိုလက်ခြေလက်တွေပုတ်တက်ပေးတယ်မျက်နှာတစ်တယ်ဆိုတာအစနောက်ဆုံးကျမှအငိုက်အတော်နဲ့မပြောက်ဘူးဆိုနေရွက်ကိုပူးနေအောင်ကိုယ့်ကိုဆွဲတဲ့အဲ့ဒါအငိုက်ဖြောင်းနည်းတစ်ခုပဲเนาะကိုနေရွက်ကိုဆွဲလိုက်လို့ရှိရင်အဲ့ဒါနေရွက်ပူးထူပြီးတော့အိတ်ချင်ပြေးသွားလိမ့်မယ်နောက်ဆုံးမှအဲ့ဒီလိုမှဘယ်လိုမှမရဘူးသိအိတ်ချင်တယ်ဆိုရင်တော့ခဏတစ်ပြုတ်အိတ်လိုက်ပေါ့လို့ဆိုတယ်ကမ္မထာထိုင်ခြင်းနဲ့အိတ်ငိုက်ခြင်းဆိုပြီးဘုန်းကြီးတို့ဟောထားတဲ့တရားတော်ရှိတယ်အဲ့ဒီမှာရှင်မောကလန်ငိုက်တဲ့အကြောင်းငိုက်သည့်အတွက်ကြောင့်ပင်ပန်းမှလောက်ရတယ်ငိုက်တာလေအတော်ဆိုးတဲ့ကိစ္စပေါ့နော်